မင်္ဂလာပါဒီကနေ့ရဝိတိုင်း essay သတင်းအကိုချီတို့ရဲ့နော်အားကတက်တော့ဗီဒီယိုပူအောင်တက်တယ်နော်ဗေဒီထိုးပေါက်ဝင်ရောက်ပြီးခွေးမိတို့ရဲ့နော်ခွေးစခန်းတွေကိုဘယ်လောက်ထိကြိတ်ထားလဲဆိုတော့ကျွန်တော်ပြန်လည်မြှောက်လာဖြစ်တယ်ဒီကနေ့ရဝိတိုင်းနော်ကျွန်တော်တို့ပဲခူးတိုင်းနော်ပန်းတောင်မြို့နယ်ပိုင်ပါဗျာနော်ကျွန်တော်တို့ညောင်ကျိုးမှာစောက်ကျိုးနေသွားတဲ့မဟာလာခွေးမီတို့ရဲ့ပက်လေကခွေးစကန်အားလုံးနော်ကျွန်တော်တို့အခုချင်းအားတဲ့ခတက်တော်အေတို့နဲ့ PDF ပူပေါင်းအတက်တို့ဒီကနေ့ဘေးပက်လေညောင်ကျိုးစကန်ဘေးပက်လေအပါဝင်စကန်အားလုံးကိုကျွန်တော်တို့သိမ့်ပိုက်ရရှိတယ်လို့နော်ဒီကနေ့တီးပြလိုက်ပါတယ်နော်အဲ့တော့ခွေးပိန်ခွေးဝဲစားစိမ့်သေးနော်ခွေးမီတို့ရဲ့နော်ခွေးပိန်တွေကတော့ကစင်ကလေးအားနဲ့နော်အစုလိုက်ဟဟလားကိုနေရာတစ်ပုတ်ဒီနေရာတစ်ပုတ်နဲ့ခွေးပြေးဝက်ပြေးပြေးနေရတယ်လို့ဆိုတယ်ဒါလေးကိုလည်းကျွန်တော်တို့ဟဟလားPDF မာမိတ်တက်တို့ပူပေါင်းပြီးတော့ပက်လေတိုက်ခိုက်ချေမုံရဲ့ရှိနေပါတယ်နော်အဲ့တော့ရာယူတိုင်းတဲ့အားလုံးမင်္ဂလာပါစိတ်မကောင်းဘူးကွာခွေးမီတို့ရဲ့ခွေးပိန်တွေနော်အဲ့တော့ရာယူတိုင်းကနော်သစ္စာပေါက်နော်အကြမ်းဖက်ခွေးမီတို့ရဲ့သစ္စာတော်ခံတွေမအေလိုးတွေဟလားမင်းတို့နားကိုရောက်လာပြီအာလိုးမသားတွေနော်မအေလိုးဖာတယ်မတွေအာချောင်ထားစမ်း